စပါလက်နဲ့တပွဲတလန်အကဲစမ်းကျင်သေးတယ်ဆိုတဲ့ဒီဘဲလာတခိုင်အားကစားစီစဉ်တွေကိုတင်ဆက်ပေးနေတဲ့ကိဆိုင်ဂျာနယ်ကနေပြန်လဲကြိုလိုက်ပါရင်ဂျရဒန်ဒီဘဲလာဟာသူ့ရဲ့ဝမ်းချန်ပီယံရှေ့ကစားမတဒန်တလျှောက်အခက်အခဲဆုံးပွဲစဉ်ကိုအောင်မြင်မြဲကြော်ဖြတ်ခဲ့ပြီးမှဒုတိယမြောက်ချန်ပီယံကပတ်ကိုစိန်ခေါ်ဖို့အတွက်စပါလက်ကိုထိတိုက်ရင်ဆိုင်မဲ့ပုံမကြီးမားတဲ့စွမ်းသားမှုကိုလုံးဆောင်မှုအဆင်သင့်ရှိနေပါရင်ကနေဒါအီလီဖိုင်တာဒီဘဲလာကတော့ပြီးခဲ့တဲ့တောက်ကြနေကဒန်အင်နာဆိုင်ကယ်22ပြိုင်ပွဲမှာကျန်ပိုင်မြန်ကိုအမတ်နဲ့အနိုင်ရရှိပြီးစတော့ဝိတ်ကပောက်စင်ချန်ပီယံကပတ်ကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာပါမမေးတိုင်လိုကြီး3စလုံးက9ချီအထိကြာမင်းခဲ့တဲ့ပွဲစဉ်ကို48-40ခုဆိုတဲ့ရလဒ်နဲ့အမှတ်ပေးခဲ့ကြတာပါပွဲပြီးချင်းမှာပဲဒီဘဲလာဟာ flyweight တန်းစီတက်ရောက်ကစားဖို့မျှော်လင့်ချက်ကိုချင်းဦးတည်ခဲ့ပြီးခနာကိုတဲချင်းတိတိတတ်တာကွာခြားမှုရှိနေပေမဲ့လည်းစပါလက်ကိုစင်ကော်ကွင်းရမယ့်အခွင့်အရေးကိုလက်ခံသွားမယ်လို့ပြောကြားခဲ့ပါတယ်ခုချင်းဒီမိုရင်တော်မှာတကယ်လို့ကျွန်တော်စင်ကော်ခွင့်ရမယ်ဆိုရင်ဒီစွန်သားမှုကိုလက်ခံသွားမှာပါဒါကကျွန်တော်အတွက်စွန်သားမှုများတဲ့ပွဲတစ်ပွဲပါသူကကျွန်တော်အထက်အများကြီးကိုယ်တည်ကြည့်ပါတယ်သူကအခုပေါင်145တန်းမှာကစားနေတာဆိုတော့ပေါင်135တန်းအထိဝိတ်ချနိုင်မလားတော့ကျွန်တော်မသိဘူးသူကတကယ်ကိုအနေများတဲ့သူဖြစ်တယ်လို့ဒါကကျွန်တော်အတွက်စွန်သားရတဲ့ပွဲတစ်ပွဲပါပဲလို့ဒီဘဲလာကဖွင့်ရသွားခဲ့တာပါဒီဘဲလာကသူ့ရဲ့ပုံမှန်ကိုလေးချင်းအောင်ဝိုင်းရင်ပေါင်135တန်း flyweight တန်းကန်သက်ချက်အောက်မှာပဲရှိနေသေးတာကြောင့်သူ့ရဲ့ကစားမပွားကိုပုံဖော်ပေးခဲ့တဲ့နှိမ်မြန်မှုနဲ့လှုပ်ရှားမှုတွေကိုမဆုံးရှုံးစေဘဲခန္ဓာကိုယ်ရဲ့ပုံမကြီးမားလာအောင်လှုံ့ဆော်ရမယ့်စန့်ကျင်မဲ့စိန်ခေါ်မှုကြီးတစ်ခုကိုရင်ဆိုင်ရတော့မှာဖြစ်တယ်လို့ဖွင့်ရသွားခဲ့ပါတယ်ဗီဒီယိုလေးကဒီလောက်ပါပဲOne Championship UFC လက်ဝဲနဲ့ MMA အကြောင်းအစုံတွေကိုတင်ဆက်ပေးသွားမှာမို့လို့ KSI Channel လေးကို Follow နဲ့ Subscribe လုပ်ပေးထားကြဖို့မေတ္တာရက်ခံလိုက်ရပါတယ်ခင်ဗျာ